sorry ပါဒီနေ့ဝေတာမလေး KC ရဲ့တနေ့တာပဲဖြစ်ပါရဲ့ဆိုငါဆိုင်တော့မှာကားတွေပဲသွားတော့မယ်အတန်လေးတခြားတန်လေးပေါင်ရ sorry ပါရှင်ကဲဒါမဲ့ဆိုင်နီးလေးပါပဲဒါမဲ့ငါကားနဲ့တော့ချင်လို့မမလေးသမီးရောက်ပါပြီနော်အော်လာဒီနေ့သမီးဘာလို့ရမလဲမမအော်သမီးကတော့ဘာလို့ရမလဲဆိုတော့ဘာမှမလုပ်စရာတော့မရှိသေးဘူးမအကုန်လုပ်ထားတယ်နော်ဆိုင်လူပဲဆောင်းရမယ်ဟုတ်ဟာဒီနေ့ငါမုတ်လေးတော့စားလောက်မယ်ဆိုင်ပါကဲမုတ်တော့စားကြโอเคရပြီဒီစားဆိုးမယ်လို့မချင်ပါဘူးကောင်းမဲ့ပုံပါကဲဆိုင်မသေးဘူးအကောဘာလို့မမသိဘူးရှင့်ဟောအကောငါတားဟင်းတပွဲပေးပါငါတားဟင်းတပွဲလေးပေးပါနော်ခဏလေးအပြေးလို့ရှိရင်ခဏလေးအကိုတမဖုန်းပါငါအတားဟင်းတပွဲပြီးလို့ရှိရင်ကြောက်ဦးဖရကတစ်ချက်ပြီးလို့ရှိရင်အကိုကိုကော်ဖီရောနော်အဲ့ဒီကြိုက်တာဒီတစ်ခုပေးအဲ့ဒါအမောပါဝတ်တာလေးတစ်ခွက်ပေးကိုရမယ်ရှင်အေးသမီးမချက်လိုက်တော့နော်ဒီနေ့ကဲရပါရဲ့ရှင်ကဲရမယ်သမီးရေမြင်လေးလုပ်ပေးပါဟိုကလေရတော့မှာမဟုတ်လို့နော်ကဲပါအန်တီသမီးမြင်လေးလုပ်နေပါရဲ့ကဲပြီးရမယ်ရတာရှိလိုက်တာစားလို့ရန်ကောင်းတယ်ဒါဆိုရင်ငါပြန်တော့မယ်ညီမလေးဘယ်လောက်ကြာညီမလေးဘယ်လောက်ကြာလဲမသိဘူးရှင်ဟုတ်ကဲ့အကိုညီမလေးကိုဟောကြပါရဲ့နော်ဒီအသားဟင်းတစ်ပွဲ1500ပဲဟုတ်ညီမလေးဟောနော်ခဏလေးပေးပါမယ်ဒီစားစွမ်းဆောက်ကောင်းတာပဲကွာအဲ့လိုနဲ့ကြီးရဆိုင်မှာလူတွေအများကြီးဖြစ်လာပါတယ်ဒါဆိုဆိုင်ပိတ်လိုက်တော့ကဲဆိုင်လည်းပိတ်သွားတော့အရင်တော့မယ်အမသမီးနဲ့တခိုင်လိုက်ခဲ့တယ်သမီးအမဒီနေ့မစားလေးလုပ်ကြည့်ရှင်တော့အေးညတော့ရောက်ကိုကောလေးကဆိုင်ငယ်ယူအောင်တော့ထားလိုက်စတရီရနိုင်လိုက်တနေ့တော့စားတော့ဆိုင်မှာလူရင်းကြရနော်ဟုတ်ပါဟင်းချက်လိုက်ရလဲအမျိုးမလဲအပတ်မလဲငါတို့နှစ်ယောက်တည်းပကံစီးရတရောပါဟဲ့ပိုင်မရဲ့သမီးတို့နှစ်ယောက်တည်းဆိုတော့လေအနောက်နဲ့ဆိုဝန်ထမ်းအသက်ခန့်မလားမဒီခန့်မယ်ဒီthe next time မမရေတမီဝင်နေခေါ်လာတယ်သူအချက်လက်တော်ရယ်တန်ရှင်းလက်တော်ရယ်မမရဲ့ဟာလာသူခံလိုက်မယ်လေတော့အမချိုင်းနဲ့စကားပြောကြည့်နော်ဟုတ်ကဲ့ပါတမီနာမည်ကတော့ Carry ပါတမီကဒီမှာအယိုးယိုးချင်းရိုးပါအန်ဂျီတမီကိုခံမလာရင်ခံမပေါ့တမီအကုန်တော်ခက်မယ်လေအနီဟုတ်ကဲ့ပါတမီဒီနေ့ဆက်ပြီးလုံးတော့မယ်နော်ဟုတ်ကဲ့လာညီမလေးနေရမယ်နေပြမယ်ညီမလေးကဒီနားမှာညီမလေးအခုကတော့မချက်နိုင်အောင်တဲ့လားမမတို့နှစ်ယောက်ပဲချက်တာတောင်းယူမလူတွေရမ်းကြလာလို့ရှိရင်ညီမလေးရပါပူချက်ပြရမယ်အခုကတော့ညီမလေးဒီမှာပကံဆေးပေးနော်မမတို့
ကဲမမ